သက်တမ်းပြန်ပြန်80ခြေထောက်တွေစုံတော့ခဲ့ရမင်းလှုပ်ချင်တာကြီးလှုပ်ဖို့အတွက်ချိန်ရမင်းအတွက်လုံလောက်ရဲ့လားနောက်ဆိုကြည့်စာသားတကြောင်းချင်းစီတိုင်းကတော်တော်ကြီးကိုမေးချင်နေတဲ့မေးခွန်းနေပဲဆိုတော့အသက်ရှင်နေတဲ့အချိန်မှာရောရှင်တန်မှုအတွက်မင်းလုံလောက်ခဲ့လားလုံလောက်ရဲ့လားတကယ်ပဲလုံလောက်ရဲ့လားပျော်ရှင်စရာတွေအကုန်လုံးကလည်း limit ရှိတယ်အားလုံးသိတဲ့အတိုင်းပဲဆိုတော့ငယ်ငယ်တုန်းကလိုချင်တဲ့အယုတ်တွေကလည်းအခုချိန်မှာဝယ်လို့ရနေပြီဆိုပေမဲ့မလိုချင်တော့ဘူးဒီရွယ်မှာလိုချင်နိုင်ရာတွေအကုန်လုံးကရောတစ်ချိန်ရောက်သွားတဲ့အချိန်ကျရင်ရောလိုချင်အောင်ပါလားကဲဆိုတော့ okay အားလုံးပဲကျွန်တော်ဒီနေ့ Flow Rose ရဲ့ Theory of Nothing ဖတ်တာတော့12ရက်တော့ရှိပြီ view 9သိန်းဒါပေမဲ့နားမထောင်ရသေးဘူးအားလုံးနဲ့အတူတူနားထောင်မယ်ဆိုပြီးတော့ချန်ထားတာဆိုတော့ okay let's go I hope you are well then တေချင်းတရားကြည့်ရထောင်းတယ် Rose အဲ့လို choir အတန်ကြီးဆောင်းတော့ကြာအဲ့လိုအတန်ကြီးဆောင်းတော့ကြာမင်းတေချင်းမဲငါရောက်လာခဲ့ပြီဆိုတော့ကမင်းနောက်ဆုံးရလိုက်တဲ့တရားဘာလဲဆိုတော့ကိုပြောပြအကြောက်တရားလားအကျွတ်တရားလားပြောလေလူတွေစင်ကြဖို့ငါလည်းနေမင်းလိုပဲဖြစ်မှာဆိုတော့ကြိုတင်ပြင်ဆင်မလို့မင်းမျက်လုံးခုချိန်ကြီးတော့အဲ့လိုမျိုးအလုပ်တွေအရင်ကြိုးစားတယ်ပတ်စံတွေအများကြီးရှာတယ်ဗောလေဒါပေမဲ့နေမကောင်းဖြစ်တယ်အလုပ်မလုပ်နိုင်တော့ဘူးဘာညာဆိုရင်ဆောင်းအဲ့လို depression ဝင်တယ်သိရမလားအခုချိန်ကတေဝိုင်းဒါတွေအကုန်လုံးထားခဲ့ရမှာငါဘာလုပ်ပြီးပြီလဲပေါ့ဆိုတော့အဲ့လိုမျိုးတော့တွေးမိတယ်အလုပ်တွေအများကြီးကြိုးစားတယ်အလုပ်တွေ share လုပ်တယ်ဆိုနေပေမဲ့တေဖို့အတွက်ကိုတော့ဘာမှမပြင်ဆင်ရသေးဘူးဆိုတော့အခုချိန်မှာတော့ပတ်စံရနံပါတ်1ဖြစ်နေတာနော်အဲ့လိုတော့ဖြစ်တယ်ငါဖွင့်ကြည့်ရတော့မင်းဘာမြင်ရလဲမှောင်မင်းနေတာပဲမဟုတ်လားငါထင်တာပဲဒါသူ့ရဲ့အရင်တချင်းနဲ့ဟာမိုက်ဖိုင်ဖြစ်လာတော့နေစားစားစရဒါမိဘတွေပြည့် service ဒီလိုနဲ့ရွယ်ရောက်လာတော့ပုံမှန်မို့ရုံးကန်လို့ရှားရင်နောက်ဆုံးတော့ပြဖြစ်သွားရပဲမဟုတ်လားဒါကထုံးစံတေဖို့အတွက်ပြင်ဆင်ရအောင်မလားပြင်ဆင်ရအောင်ပါဗောဘရိုရဲ့အခုကကြတော့ကျွန်တော်တို့ကဘွာကြီးကိုအသက်ရှင်နေတဲ့အချိန်ခါလာမှာအသက်ရှူချောင်မှုအတွက်ကျွန်တော်တို့ပြင်ဆင်နေကြတာတော့ဒါပြီးွားတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့တေဖို့အတွက်ပြင်ဆင်ရမေးတော့မဖြေနဲ့မပြောနိုင်တော့ငါသိရငါသိချင်တာသိချင်းတရားရဲ့ခြားတစ်ဖက်မှာမရှိလေသိရဆိုတာမင်းတို့ကောင်းနေရလားစိုးရရလားဒါမှမဟုတ်ရင်ဆိုတော့တေချင်းတရားကောင်းတာလားစိုးတာလားရှေ့ဆောင်းတော့စဉ်းစားကြရပဲဆိုတော့အခုချိန်မှာလူတွေအသက်ရှင်နေရတယ်ဆိုနေပေမဲ့ဘလို့ပဲဖြစ်ဖြစ်တော့သိတယ်မလားဒါကဒုက္ခကြီးပဲကွာဖះပြောတဲ့အတိုင်းဆိုရင်ဒါကလုံးဝဒုက္ခတရားကြီးပဲအသက်ရှင်နေတာကဒုက္ခပဲဆိုတော့ဒီမှာနိဗ္ဗာန်ရောက်သွားမှဘာညာစမကလာပေါ့ဒါကတော့ဘာသာရေးတွေပါကုန်ပြီတည်ဆုံးသွားတဲ့အခါမှာကောဒီအခုလိုမျိုးအသက်ရှင်နေရတဲ့အခက်အခဲတွေစိတ်ညစ်နေရတာတွေဘာညာဒီဆိုပေမဲ့တည်သွားတဲ့အခါမှာအေးချမ်းသွားလားမေးတော့မဖြေနဲ့မပြောနိုင်တော့ငါသိရငါသိချင်တာသိချင်းတရားရဲ့ခြားတစ်ဖက်မှာမရှိလေသိရဆိုတာမင်းတို့ကောင်းနေရလားစိုးရရလားဒါမှမဟုတ်ရင်ငါတို့ကအိတ်နေပြီမင်းကလန်ပြီးတော့နိုးခဲ့ရလားလူသက်တမ်းပြန်ပြန်မင်းတို့ကောင်းနေရလားစိုးရရလားဒါမှမဟုတ်ရင်ငါတို့ကအိတ်နေပြီမင်းကလန်ပြီးတော့နိုးခဲ့ရလားလူသက်တမ်းပြန်ပြန်80ခြေထောက်တွေစုံတော့ခဲ့ရမင်းလှုပ်ချင်တာကြီးလှုပ်ဖို့အတွက်ချိန်ရမင်းအတွက်လုံလောက်ရဲ့လားနောက်ဆိုကြည့်ခဏ pause နေတာတော့မဟုတ် guys ဒါပေမဲ့စာသားတကြောင်းချင်းစီတိုင်းကတော်တော်ကြီးကိုမေးချင်နေတဲ့မေးခွန်းနေပဲဆိုတော့အသက်ရှင်နေတဲ့အချိန်မှာရောရှင်တန်မှုအတွက်မင်းလုံလောက်ခဲ့လားခြေထောက်တွေစုံတော့ခဲ့ရမင်းလှုပ်ချင်တာကြီးလှုပ်ဖို့အတွက်ချိန်ရမင်းအတွက်လုံလောက်ရဲ့လားတကယ်ပဲလုံလောက်ရဲ့လားအခုဆိုရင်လေပျော်ရှင်စရာတွေအကုန်လုံးကလည်း limit ရှိတယ်အားလုံးသိတဲ့အတိုင်းပဲပျော်ရှင်စရာတွေအကုန်လုံးက limit ရှိတယ်ငယ်ငယ်တုန်းကစားကျင်ခဲ့တဲ့မုတ်တွေကအခုချိန်မှာအဝါစားရပြီဆိုပေမဲ့ဒါပေမဲ့ငယ်ငယ်တုန်းကလည်းမစားကျင်တော့ဆိုတော့ငယ်ငယ်တုန်းကလိုချင်တဲ့အယုတ်တွေကလည်းအခုချိန်မှာဝယ်လို့ရနေပြီဆိုပေမဲ့မလိုချင်တော့ဘူးဒီရွယ်မှာလိုချင်နိုင်ရာတွေအကုန်လုံးကရောတစ်ချိန်ရောက်သွားတဲ့အချိန်ကျရင်ရောလိုချင်အောင်ပါလားတကယ်ပဲကိုလှုပ်ချင်တာတွေရောလုံနိုင်ခဲ့ရဲ့လားအသက်ရှင်နေခဏအတွင်းမှာဆိုတော့ဒါကြီးကတော့ဆောင်းအမ်းမေးစရာမေးခွန်းပဲဆက်ကိုဒါအမြဲတမ်းပြတ်မေးနေတဲ့မေးခွန်းတွေပဲတကယ်ပဲလုံလောက်ရဲ့လားတွေစုံတော့ခဲ့ရမင်းလှုပ်ချင်တာကြီးလှုပ်ဖို့အတွက်ချိန်ရမင်းအတွက်လုံလောက်ရဲ့လားနောက်ဆိုကြည့်ချင်ရင်တော့ကြည့်လို့မရတော့တဲ့နောက်ဆုံးချိန်နှုတ်ဆက်ချင်းနဲ့မင်းကိုကြည့်ဖို့ပြတော့မယ်သားသမီးဆွေမျိုးမိတ်ဆွေမိတို့ဖတို့လဲမင်းရဲ့ခန္ဓာကြီးကိုခဏနေပြီးရှို့ကြတော့မယ်လာမျက်နှာတွေဟုတ်တယ်နော် ID concept ကဆောင်းမိုက်တယ်တယောက်တည်းရည်နေတာဆောင်းမိုက်တယ်လုံးမဲနောက်ဆုံးပြက်စီပြကြသွားတယ်ကဘာကြီးပုံမတိုင်းလဲပတ်စဲပဲ You will be forgotten လာလောက်တော့လက်စွကြတယ်တနေ့လောက်ကြတော့မေးပြကြတယ်ဒါပါပဲနော်တေတော်သူကြာရင်မေးဆိုတာလက်ကောင်းမှမဟုတ်တာတော့လက်စွကြတယ်တနေ့လောက်ကြတော့မေးပြကြတယ်မပူလား
မင်းကိုကြည့်ပြီးငါပူလို့ဒီမှာစောင့်နေရမင်းရဲ့အကျွင်းညာအယိုးအိုငါယူမလို့အတ္တတွေကြီးနိုင်သေးလားချစ်နိုင်မုန်းနိုင်သေးလားမင်းဘာလုပ်နိုင်လဲငါ့ကိုပြောမင်းငါလို့ပြုံးနိုင်သေးလားအခုငါတို့တွေမင်းသွေးတော့ပြပြတဲ့ဒီတချို့နေတယ်မင်းရှူခဲ့တဲ့လေကိုတော့မခုခံနိုင်တဲ့ fear ဘလို့နေလဲတရေတွေပါဖြစ်ရင်လဲငါ့ကိုရေးအောင်တော့လာပြအောင်စကားမဆက်မင်းရဲ့ညော်နှမ်းတွေကိုငါရတော့ဘယ်နဲ့လဲနိဗ္ဗာန်ဆိုတာကိုရောက်သွားလားဒါမှမဟုတ်မင်းရဲ့သိစိတ်ရောမသိစိတ်ပါလုံးဝပျောက်သွားလားယုံကြည်မှုတွေဖြစ်မလာတဲ့အချိန်ကြမှာလူတွေယူရောတစ်စုံတစ်ခုကနေမင်းအခုတော့ဘာမှမဟုတ်တော့ဘူးပေါ့နော်တိတ်သွားတဲ့အချိန်ညရင်တော့ရှေ့ဆောင်းလူတွေကမတ်တရားတွေကြောင့်ပဲသွေးပူပြီးငိုရာများအားလုံးကမင်းပြောက်ွယ်သွားဖို့အတွက်အချိန်ပဲလိုတာပါမင်းကပြဖြစ်တဲ့ဒီလောင်ကျွမ်းနေတာမင်းထမကြည့်နိုင်တော့ကဘာကြီးပေါ်မှာမင်းတည်ရှိခဲ့ကြောင်းဘယ်သူမှမသိနိုင်တော့ဗလာမျက်နာတွေအားလုံးမဲနောက်ဆုံးပြည့်စည်ပြကြသွားတယ်ကဘာကြီးပုံမတိုင်းလဲပတ်စေပဲ You will be forgotten လာလောက်တော့လွတ်ဆွကြတယ်နည်းလောက်ကြတော့မေးပြကြတယ်ဒါကတော့သိတယ်မလားအတူပါအိမ်နေပါတယ်ရောက်လို့ရှိရင်လူတွေကသိတယ်မလားငိုတာနည်းနည်းပြီးသွားရင်အဲ့လိုမျိုးစားစရာရှိတယ်ကျွေးတာတွေစားနေတဲ့ပုံစံမျိုးပုံဖော်တာတလားနှစ်လောက်တော့သတိရကြမှာပဲတနေ့နှစ်လောက်နေတော့လေနည်းနည်းမေးမေးဖြောက်ဖြောက်တော့ဖြစ်သွားတာပေါ့ဆောင်းမိုက်တယ်ဆိုတော့တပုတ်လုံးကတော့လုံးဝအဲ့လိုမျိုးเนาะမေးစရာမေးခွန်းနေပါပဲ theory တွေဆိုတာထက်လူတိုင်းလည်းသိကျင်ကြမယ်လို့ထင်ပါတယ်เนาะဆိုတော့တိတ်ဆုံးသွားတဲ့အခါဘာဖြစ်မှာလဲပေါ့เนาะသူပြောသလိုပဲ तू ကနိုးလာပြီးတော့ကိုရီးယားပဲပြန်ပြီးတော့အိတ်သွားမှာလားယာเนาะကိုလည်းပြန်ပြီးတော့ပုံမှန်လဲမေးပြတဲ့မေးခွန်းနေပါပဲအခုကတော့မေးဖို့အတွက်ထပ်ပြီးတော့နောက်ထပ်အချိန်ထက်ကြာသွားပေါ့အားလုံးလည်းဒီသချင်းနဲ့အတူတူတွေးစရာအသစ်တွေရမယ်လို့ထင်ပါတယ် W Flowersရှင်တန်မှုပြင်ဆင်ပြီးွားရင်တော့တိတ်ဆုံးမှုအတွက်ပြင်ဆင်ရမယ် 1D